အိမ်မက်ထဲမှာတွေ့နေနန်းရှိကဆရာစီဦးညွတ်သွားစကားဝန္ဒနာချီဆရာနန်းကမေးပြီးတိုင်းနဂရဌာနီတာကြီးပါလားဘယ်မတိရန်တွေမပွားနဲ့စံရည်တော်အထွက်ပူပါစီမန်ပြေတရားမွတ်ဆိုတီဥပဒေအမိုးကားအောက်စီတရားတစ်ပေါင်းငိမ့်လို့သူပြိုင်ချီအပြုံးတွေပန်းလို့ပွင့်အောင်အဲမွန်တို့တီစောင့်ကြလို့တီဥပဒေအမိုးကားအောက်စီတရားတစ်ပေါင်းငိမ့်လို့သူပြိုင်ချီကျူးကျော်စစ်ကိုတွန်းလှန်အာမန်တွေညီညွတ်ကြရမည်မြတ်တာမန်ကျူးလို့အထူးအောင်ပါလေမြမကြီးထူတော်ရေးမှုဝိုင်းကူမဲလီဆရာတင်ဝန္တာစိတ်မကွဲစံကြမဟိတ်အလက်နဝင်းချင်းငါညီအမုံရညူညီညာမာရီကဘာနဲ့ရှင်တော်အတွေ့အခေါ်အတစ်တီစိုးအတူကောင်းအတူဖီကူမမီကိုရင်စားတရားထားနိုင်ရမည်ချစ်ကြီးညီနောင်သူတို့ခင်မီပြည်တော်သူတို့အော်တတိညီအောင်ပြုလူလာပဒနာအပြူသလားပနာနာစာလိုက်ညုံငါစီအိမ်မက်ထဲမှာတွေ့ဒီနန်းရှိကဆရာစီဦးညွတ်သွားစကားဝန္ဒနာချီဆရာနန်းကမေးပြီးတိုင်းနဂရဌာနီတာကြီးပါလားဘယ်မတိရန်နေမပွားနဲ့စံရည်တော်အထွက်ပူပါစီမန်ပြေတရားမွတ်ဆိုရီဥပဒေအမိုးကားအောက်စီတရားတစ်ပေါင်းငိမ့်လို့သူပြိုင်ချီအပြုံးတွေပန်းလို့ပွင့်အောင်အဲမွန်တို့တီစောင့်ကြလို့တီဥပဒေအမိုးကားအောက်စီတရားတစ်ပေါင်းငိမ့်လို့သူပြိုင်ချီကျူးကျော်စစ်ကိုတွန်းလှန်အာမန်တွေညီညွတ်ကြရမည်မြတ်တာမန်ကျူးလို့အထူးအောင်ပါလေမြမကြီးထူအောင်ရေးမှုဝိုင်းကူမဲလီဆရာတင်ဝန္တာသိမကွဲစံကြမဟိတ်အလက်နဝင်းချီငါညီအမုံရညူညီညာမာရီကဘာနဲ့ရှင်တော်အတွေ့အခေါ်အတစ်တီစိုးတူကောင်းအတူဖီကူမမီကိုချင်းစားတရားထားနိုင်ရမည်ချစ်ကြီးညီနောင်သူတို့ခင်မီပြည်တော်သူတို့အော်အတစ်တီညီအောင်ပြုလို့လူသားပရဏအပြူသလားပနာနာစာလာညုံငါစီအောင်မာနမိတ်ကိုအေမူလာယာညူဆူရရဲ့ခွန်ချုံရမြမပြည်တော်